Cristiano Ronaldo ဟာ မာရီယိုဘာလော့တလီစီကနေဒီဖြစ်တံကိုခံရတဲ့အခါမာရီယိုကချက်ချင်းထားပြီးမင်းကလေးငယ်လိုမကစားဖို့ပြောလိုက်ပါတယ်ရိုနယ်ဒိုမြေပြင်ပေါ်မှာရှိနေချိန်မှာဘာလော့တလီကယောက်ျားလေးလိုကစားဖို့ပြောပေမဲ့ရိုနယ်ဒိုကအပြုံးနဲ့လက်ခုပ်တီးပြီးတုံ့ပြန်ခဲ့ပါတယ်ဒါပေမဲ့ရိုနယ်ဒိုကဒီဇလန်ကိုမဖြေရှင်းမဲ့ထားခဲ့ဖို့ရည်ရွယ်ချက်မရှိပါဘူးနောက်ကစားပွဲမှာတော့ဘောလုံးကိုအချိန်မြင့်နေချိန်မှာဘာလော့တလီကသူ့ကိုထပ်ပြီးဖြစ်တံပြီးလိုက်ပြန်ပြီးဒိုင်လူကြီးက free kick ကိုမြန်မြန်ပေးလိုက်ပြန်ပါတယ်ခဏအကြာမှာရိုနယ်ဒိုကနောက်ထပ်တိုက်စစ်တစ်ခုစားတင်ပြီးပြင်းထန်တဲ့ free kick ကိုထပ်မံကန်သွင်းခဲ့ပါတယ်အသင်းပေါ်တစ်ယောက်နဲ့အမြန်ပေါင်းဆက်ပြီးနောက်ဘာလော့တလီကသူ့ကိုထပ်ပြီးလဲကျစေခဲ့ပါတယ်ရိုနယ်ဒိုမြေပြင်ပေါ်မှာရှိနေချိန်မှာဒေါသထွက်နေတဲ့ဘာလော့တလီကမင်းသမီးလိုမကစားတော့ပဲယောက်ျားလေးလိုကစားတင်တယ်လို့ထပ်ပြောပါတယ်ရိုနယ်ဒိုကအပြုံးနဲ့ထပ်မံတုံ့ပြန်ခဲ့ပြီးဘာလော့တလီကိုပို့ပြီးစိတ်အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်ဒိုင်လူကြီးကအခြေအနေကိုငိမ့်သက်အောင်အရင်အမြန်ဝင်ရောက်ပြီးဘာလော့တလီကိုနောက်ဆုတ်ဖို့ပြောပေမဲ့ဒါကအမျိုးသားဘောလုံးပွဲထစ်ပြီးရိုနယ်ဒိုကမထိခိုက်နိုင်သူမဟုတ်ဘူးလို့ပြန်ဖြေခဲ့ပါတယ်နောက်ဆုံးမှာတော့အမကန်ကစားပုံအပြီးမှာဝင်းရူနီကရိုနယ်ဒိုစီပြည့်စုံတဲ့ဖြစ်တင်ပေါ်ပြီးပို့ခဲ့ပြီးရူနီကလေထဲကိုမြင့်တက်လာပြီးခေါင်းတိုက်ကိုသွင်းယူခဲ့ပါတယ်ရူနီကချက်ချင်းပဲသူ့စီကိုပြီးသွားပြီးနှစ်ယောက်သားနှစ်ဖူးတွေကိုထိပြီးအောင်ပွဲခံခဲ့ကြပါတယ်ပွဲပြီးဆုံးချိန်မှာရိုနယ်ဒိုကဇလာတန်အီဘရာဟီမိုဗစ်နဲ့ဖတ်ပြီးအဝတ်လဲခင်းကိုသွားနေတော့ဘာလော့တလီကသူ့ကိုဒေါသထွက်ပြီးတနာစရာကောင်းတဲ့အကြီးမေကြီးခဲ့ပါတယ်ဘောလုံးသမားတွေကခြေထောက်တွေကိုဘာကြောင့်အမြင်ရိပ်ကြရဲဆိုတော့ဒီအကြောင်းမှာကစားသမားတယောက်ထိုင်ရသွားတဲ့အခါဆရာဝန်တွေကပြန်လဲကောင်းမွန်လာချိန်မှာစေးတိတ်ဒါမှမဟုတ်ပတိတွေကိုအသုံးလေးရှိပါတယ်ဒါပေမဲ့သူတို့ဖြိုလိုက်တဲ့အခါအမွေးတွေအလုံးဆွဲထုတ်ခံရပြီးအယမ်းနာကျင်နေပါတယ်အဲဒါကြောင့်ကစားသမားတွေကနာကျင်မှုကိုရှောင်ရှားဖို့ခြေထောက်တွေကိုကြိုတင်းရိပ်ကြပါတယ်နောက်ထပ်အကြောင်းရင်းတစ်ခုကတော့နှိမ့်နယ်ပေးတာပါပဲဘောလုံးသမားတွေကနာကျင်မှုအနည်းငယ်တာခံစားရရင်တောင်နှိမ့်နယ်ပေးလေရှိပါတယ်ခြေထောက်မှာအမွေးတွေရှိနေရင်တောင်အစီနဲ့ခရင်တွေကအရေးပြားကိုမရောက်ပဲစပင်ထဲမှာကျန်နေခဲ့ပါတယ်နှိမ့်နယ်မှုထိရောက်ဖို့အတွက်ခြေထောက်တွေကချောမွေ့နေဖို့လိုပါတယ်ဒါပေမဲ့အဓိကအကြောင်းရင်းကတော့ကာကွယ်မှုပါပဲလျှော့ချတဲ့အချိန်မှာအမွေးတွေကဖွတ်ထိုင်းမှုဖြစ်စေပြီးလျှော့ချဖို့ခက်ခဲစေတာကြောင့်ကစားသမားတွေကခြေထောက်တွေကိုမရိပ်တာဒါမှမဟုတ် waxing လုပ်ပြီးတော့စီလင်းပြီးလျှော့ချတာကိုချောမွေ့စေပါတယ်